Hello, hello မဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဒါ key page မှာဒီ cherry အိတ်လေးက၄လုံးမြောက်အညိုလေးပါเนาะ customer ကညိုရောင်လေးမှာထားတာဖြစ်တဲ့အတွက်ညိုများများဆိုတဲ့အတွက် main color ကိုအညိုရောင်လေးသုံးထားပေးပါရဲ့ဒီအိတ်လေးက Grand ရဲ့ handmade ကသူ့ရဲ့ own creation မှာเนาะသူရှိမှသင်တန်းလေးရှိပါတယ်ဒီသင်တန်းလေးကတက်ကိုတက်တဲ့သင်တန်းလေးပါเนาะဒီမှာမြင်ရတဲ့အတိုင်းပဲ granny square လေးတွေတိုင်ရှည်တွေတိုင်တိုတွေပတ်တန်ပေါင်းစုံကိုလှလှပပကိုတွဲဆက်ပြသွားရဲ့ပြထားတာเนาะပြီးတော့ဒါတွေမကပါဘူးဒီမှာအိတ်ကျိုးထိုးနီးချစ်ကလေးပြီးရင်အတွင်းအိတ်ရှိအောင်မယ်အတွင်းအိတ်လေးကမှာပါအတွင်းအိတ်ကိုလည်းဒီလိုလုံးဝတက်ရက်ချက်ကနေအောင်ချုပ်တက်အောင်ကိုတင်ထားပေးထားဖြစ်ပါတယ်เนาะဒီအိတ်လေးကိုမိမိနဲ့တက်ရအယောင်နဲ့စိတ်ကြိုက်အော်ရာမှာလို့ရပါတယ်ရှင်တင်တဲ့တက်ချင်တဲ့လူတွေကတော့ Grand ရဲ့ handmade မှာသွားရောက်ပြီးတော့တက်လို့ရပါတယ်เนาะရန်ကိုလာတဲ့အိတ်ကလေးပါဆုံးထိကြည့်ပေးတဲ့လူတွေကိုကျေးဇူးများကြီးတင်ပါတယ်เนาะ